နိုင်မှာလာယူလက်ခံနိုင်မှာလာယူပါမနက်ကလည်းမှန်ထားတဲ့အတွက်ကြောင့်ကျွန်တော်တို့ညနေဈေးမှာတော့နည်းနည်းလေးချင်းချင်းမိကစားမယ်ပေါ့နော်ညနေဈေးတော့ထုတ်ထားတဲ့ကဏ္ဍလေးတွေလိုချင်တဲ့မိတ်ဆွေများအားလုံးပဲလာယူပါနော်ဟုတ်ပြီလားကျွန်တော် channel လေးကို subscribe လုပ်ရသေးဘူးဆိုရင် subscribe လုပ်ထားပါ like လက်မလေးမနှိပ်ရသေးနှိပ်ထားပါ SUB SCRI BE subscribe မနှိပ်ရသေးဘူးဆို subscribe နှိပ်ပါ subscribe လေးနှိပ်ထားပါ like လက်မလေးမနှိပ်ရသေးရင် like လက်မလေးနှိပ်ထားပါနော်ကားတော့မှယူတဲ့လူတွေကျွန်တော်လာရှိုးတွေကပို့ပေးသွားမယ်ကျွန်တော်ဒါအားမပေးတဲ့လူတွေအပြစ်ပြောတဲ့လူတွေကတော့တယောက်မှလာယူမယူပါနဲ့နော် like ထဲမှာကျွန်တော်ပေးထားခဲ့တဲ့ကဏ္ဍလေးတွေရှိပြီးသားနော်အဲ့ကဏ္ဍလေးတွေကိုပဲအဓိကအနေနဲ့ကစားပါအားလုံးပဲနော်အစင်မပြေလို့လာမယူရင်တဲ့မိတ်ဆွေတွေကလာမယူပါနဲ့ဒါလေးတွေပဲအဓိကကစားပေးနော်ယူချင်တယ်ဆိုရင်မိတ်ဆွေများအောင်ချင်တယ်ပေါက်ချင်တယ်ဆိုရင်လာယူအဲ့ဒီဖုန်းနံပါတ်လေးကိုလာဟိုင်းပြီးယူပါနော်တကောကောင်းလေးကျွန်တော်ရွေးပေးခဲ့မယ်နော်တကောကောင်းလေးရွေးပေးခဲ့မယ်ချိုက်လို့ရွေးပေးလိုက်မယ်ဗျာနော်စေတနာနဲ့ရစီကျွန်တော်ရွေးပေးလိုက်တယ်ရော့အားလေးကိုကစားကြီးနော်အားလေးကိုကစားကြီးဖြုတ်ကွက်လေးတွေပါတယ်ကြိုက်တဲ့လူတွေကစားနော်ကလာရှိုးလေးရနာခွင့်ပြုပါအားလုံးပဲဘိုင်းမှာနော်အစင်ပြေကြပါစေဒါကျွန်တော်ဒီလိုက်ရှိုးထဲမှာကျွန်တော်ပြောလိုက်လို့ကျွန်တော်ပြောမဆုံမတွေရှိသွားတယ်တောင်းပန်တယ်ကျွန်တော်တောင်းပန်တယ်ဆိုတော့ကျွန်တော်အားပေးတဲ့ကိုဒီမတွေကိုပဲတောင်းပန်တာနော်အခုကျွန်တော်အဲ့လိုမျိုး comment မှာပောက်ခဲ့ရတဲ့ဝင်ပြောတဲ့လူတွေအဲ့လိုမျိုးပြောတဲ့လူတွေကိုတော့တောင်းပန်စရာအကြောင်းလည်းမရှိဘူးနော်ဟုတ်ပြီလားနှစ်သုံးလေးထိပ်ပါတဲ့တရားကန်တော့အာမခံတယ်ဟုတ်ကဲ့ပါကိုကြီးကျေးဇူးတင်ပါတယ်နော်ကရာဆိုလာရှိုးလေးကျွန်တော်ကမိတ်ဆွေတို့ကြီးနော်ဘိုင်းမှာကျွန်တော်အချိန်လေးလင့်သွားလို့နော်ကဏ္ဍလေးကျွန်တော်ပေးလိုက်ပါအောင်မယ်နော်လာခိုင်းတဲ့မိတ်ဆွေတို့ကဏ္ဍလေးပို့ပေးရမလို့ပါအားလုံးပဲ channel လေးကို subscribe နေထားပါ like လက်မလေးပေးထားပါဘိုင်းမှာလာရှိုးလေးကျွန်တော်ဝင်ပြပါ